အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုနောက်ပိုင်းမှာ Facebook account တစ်တွေကကျွန်တော်တို့ Facebook application ထဲမှာဖွင့်လို့လုံးဝမရပါဘူးကျွန်တော်တို့က Facebook account တစ်ခုကိုဖွင့်ကျင်နေဆိုရင်ဘယ်မှာသွားဖွင့်လို့ရမလဲပထမဆုံးအနေနဲ့ကျွန်တော် Facebook account တစ်ခုကိုကျွန်တော် Facebook application ထဲမှာဖွင့်ပြပါမယ် account တစ်ဖွင့်ဖို့အတွက်ဆိုလို့ရှိရင်အောက်မှာမြင်နေရတဲ့ create new account ကိုနှိပ်မယ်ဒီနေရာမှာကျွန်တော်တို့နာမည်လေးတစ်ခုပေးလိုက်မယ်ပြီး next ကိုနှိပ်ဟုတ်ပြီဒီနေရာမှာကျတော့ခုနှစ်တက် grade ကိုရွေးမယ်ကျွန်တော်တို့အနည်းဆုံး fashion နဲ့ထပ်ပြရပါမယ်ပြီးရင်အောက်က set ကိုနှိပ်ပြီးရင်တော့ niche ကိုထပ်နှိပ်ပါဒီနေရာမှာတော့ male female ကြိုက်တာရွေးလိုက်ပါပြီးရင်တော့အောက်က niche ကိုနှိပ်ဒီနေရာမှာမိတ်ဆွေကဖုန်းနံပါတ်ပဲဖြစ်ဖြစ် email ပဲဖြစ်ဖြစ်ကြိုက်တာနဲ့ဖွင့်လို့ရပါတယ် email ဖွင့်ကျင်တယ်ဆိုလို့ရှိရင် email ဘက်ကိုနှိပ်လိုက်ပါပြီးရင်ဒီမှာ email လေးတစ်ခုထည့်လိုက်မယ်ဗျထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော် niche ကိုနှိပ်ပြပါမယ်အဲ့ဒီမှာကျွန်တော်တို့က niche ကိုနှိပ်လိုက်ပြီဆိုတာနဲ့နောက်တစ်ဆင့်ကိုမတက်တော့ပါဘူးဒါက Facebook application ထဲမှာကျွန်တော်တို့ဖွင့်ပြတာပါကျွန်တော်တို့ Facebook account ကို Facebook application ထဲမှာဖွင့်တဲ့အခါမှာဒီလို error လေးဖြစ်တတ်တယ်ပေါ့ကျွန်တော်တို့ဒါဘလို့ရှိရင် Facebook account ကိုဘယ်လိုဖွင့်ရမလဲအရင်ကကျွန်တော် Chrome ထဲကိုသွားပါမယ်ပထမဆုံး VPN လေးချိန်ထားပေးရပါမယ်ကျွန်တော် Chrome browser လေးကိုရောက်ပြီဆိုလို့ရှိရင်နာမည်ရိုက်ရှာတဲ့နေရာမှာ facebook.com လို့ရိုက်ရှာလိုက်ပါဒါမှမဟုတ်လို့ရှိရင်လည်း Facebook Find App ကိုရိုက်ရှာလိုက်ပါပြီးလို့ရှိရင်အောက်နည်းနည်းဆွဲချလိုက်အောက်မှာမြင်နေရတဲ့ Find App for Facebook folder လေးကိုနှိပ်လိုက်ပါ Find App for Facebook လေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီလိုမျိုးလေးမြင်ရပါလိမ့်မယ်ကိုယ် screen မှာဒီလိုမပေါ်ဘူးဆိုလို့ရှိရင်ညာဘက်တော့မှမြင်နေရတဲ့အဆက်3ဆက်ကိုနှိပ်ပြီးရင်အမှမြင်နေရတဲ့ desktop site folder လေးကိုအမှန်ချစ်ပေးလိုက်အောင်ပါပဲကဲဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ name တွေဖြည့်မယ် tag rate တွေဖြည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က female လား male လားဆိုတာရွေးမယ်ပြီးတော့ကျွန်တော်တို့ကဘာနဲ့ချိန်မှာလဲဖုန်းနံပါတ်နဲ့လား email နဲ့လားပြီးရင် password ပေးမယ်ကဲကျွန်တော်နာမည်လေးပေးလိုက်မယ်ကျွန်တော်တို့ bot မဟုတ်မှန်းသိအောင်လို့လူနာမည်လေးပေးလိုက်မယ်ပြီးတော့ဒီ tag rate ရေးတဲ့နေရာမှာ fashion နဲ့အထပ်ဖြည့်ရပါမယ်ပြီးတော့ကျွန်တော် female နဲ့ male ကြိုက်တာရွေးပါရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းနံပါတ်နဲ့ဖွင့်ပါလား email နဲ့ဖွင့်ပါလားအဲ့လားလေးကိုထည့်ပေးပါကျွန်တော် mail လေးထည့်သွားပြီဆိုလို့ရှိရင်အောက်မှာ password လေးကိုရိုက်မယ်ပြီးတော့အောက်မှာမြင်နေရတဲ့အစိမ်းရောင်စာသားနဲ့ sign up ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့အခုချိန်လိုက်တဲ့ပေါ့နော် mail or ဖုန်းနံပါတ်တွေကိုကုတ်လေးကြာသွားပါလိမ့်မယ်အဲ့ဒီကုတ်လေးကိုယူဖြည့်လိုက်အောင်ပါပဲကျွန်တော်တို့ mail တွေကကုတ်လေးကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်အောက်မှာမြင်နေရတဲ့ green new လေးကိုနှိပ်လိုက်ပါဟုတ်ပြီဒီလိုစာလေးဖြစ်သွားပြီဆိုကျွန်တော်အကောင့်လေးပွင့်သွားပါပြီမြင်နေရတဲ့ okay လေးကိုနှိပ်လိုက်ပါဒါပေါ်ရင်တော့ကျွန်တော်တို့ Chrome browser ထဲမှာကျွန်တော်တို့ရဲ့ Facebook account တလေးတစ်ကောင်ရောက်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့အခုလက်ရှိဖွင့်ထားတဲ့ဒီ account လေးကိုကျွန်တော်တို့လက်ရှိသုံးနေတဲ့ Facebook application တွေကိုပြောင်းပြီးတော့ထည့်သုံးလိုက်အောင်ပါပဲ